တရုတ်မှာကျန်းရင်ကားသီးတွေကိုစီမံကိန်းနဲ့ဒီလိုစိုက်နေပြီဟုတ်ပါတယ်တရုတ်တွေရဲ့စီးပွားရေးလက်ကွက်မြင်မှုကြီးကတော့လိုက်မမီဒေါ်လာအောင်ပါပဲအခုဆိုရင်လေသူတို့ကကျန်းရင်ကားသီးစိုက်တာကိုတောင်ရေဦးတနံမဟုတ်တော့ပဲပုံမထူးခြားတဲ့အရာတစ်ခုပြုလုပ်ဖို့အတွက်စီမံကိန်းချလိုက်ပါတယ်အသီးလေးတွေစားသီးလာတဲ့ပူစီပေါက်စားအရွယ်ကလေးကစပြီးဒီမှာမြင်နေရတယ်လို့မျိုးအဝအချင်းဖန်ပလင်းလေးတစ်ခုတည်းကိုအသီးကိုဆွတ်ချလိုက်ပါတယ်ဆဆချင်းမှာတော့သူတို့ရွေချက်ကဘာလဲဆိုတာသိရဖို့အတွက်အတော်လေးခက်ခဲပါလိမ့်မယ်ဒါပေမဲ့ဖြစ်ပေါ်လာတဲ့ရက်လက်ကိုမြင်မိသွားပြီဆိုရင်တော့ပါဇက်အဟောင်းသားဖြစ်တော့တဲ့အထီကိုအံ့ဩသွားကြမှာအမှန်ပါပဲဆက်ပြောရရင်သူတို့ကအဲ့ဒီလိုဖန်ပလင်းဆွတ်ထားတဲ့အနေအထားအတိုင်းပဲအသီးတွေကိုဆက်လက်ကြီးထွားလာစေတာပါဖန်ပလင်းတွေကိုတော့အောက်ကိုပြုတ်မကျအောင်လို့အပေါ်ဘက်ကဆင်းရဲဘောင်တန်းလေးတွေနဲ့ကျင်းနှံကျိုးတွေကကတ်ထားလိုက်ပါတယ်ဒီလိုနဲ့ပဲအသီးကတဖြည်းဖြည်းနဲ့ကြီးပြီးလိုချင်တဲ့အနေအထားကိုရောက်လာပြီဆိုရင်တော့သူတို့ကထိတ်ကအညာလေးတွေကိုဖျက်ထုတ်ပြီးတော့ခူးယူပစ်လိုက်ပါတယ်အသီးကိုအပြင်ကိုပြန်ထုတ်လို့မရတော့တာကြောင့်အထဲကိုပဲရေလောင်းထက်ကလှုပ်ခါပြီးပလင်းရဲ့အတွင်းသားနဲ့ကျဟင်းကားသီးရဲ့အပြင်သားတွေကိုဆေးပစ်လိုက်ပါတယ်နောက်ဆုံးအဆင့်ကဘာလဲဆိုရင်တော့ငွေဝင်ကျန်းမဲ့အရာတစ်ခုကိုပြုတ်တော့မှာပါအဲ့ဒီဖန်ပလင်းတဲကိုအဖြူအောင်ရိုးရာဝိုင်းရက်တွေအများကြီးကိုထည့်ပစ်လိုက်ပါတယ်တချို့ကလည်းဒီနေရာမှာဆန်အရက်ကိုအသုံးပြုကြတာပါအဲ့ဒီလိုထည့်ပြီးတဲ့နောက်အပေါ်ကနေအဖုံးလေးနဲ့လီလုံအောင်ပေးပြီးခွန်လကစားလို့နှစ်နဲ့ချီတဲ့အထိအကြာကြီးအချင်းဖောက်ထားလိုက်ပါတယ်ဟုတ်ပါတယ်ကျင်းကားသီးဝိုင်းအရက်ကိုပြုတ်ကြတာပါအဲ့ဒီဝိုင်းဟာဆိုရင်ဆူရှာရှာနဲ့ခါတက်တက်အရသာနှမျိုးတွဲဖက်ဖြစ်ပေါ်စေပြီးတောက်တုံးလိုက်တဲ့အခါမှာအင်မတန်ကိုမှစိတ်ကိုလန်းဆန်းစေတာကြောင့်တရုတ်လူမျိုးတွေရဲ့အကြိုက်ပါပဲကျင်းကားသီးကိုအကွင်းတွေဖြစ်လိုက်ရင်ဘလို့မှတောက်လို့မကောင်းပါဘူးအလုံးလိုက်ထဲစိမ်မသားလင်းအရသာရှိလို့ဒါမျိုးစီမံကိန်းချရတာပါပရိသတ်ကြီးတို့ရောဒီကျင်းကားဝိုင်းနဲ့ပတ်သက်လို့ဘလို့များထင်မြင်မိကြပါသလဲတောက်ဖူးတဲ့လူတွေရှိတယ်ဆိုရင်လည်းကောင်းမကောင်းဆိုတာကိုကောမန့်မှာအလုံးသိအောင်လို့ပြန်လည်ပြီးတော့မျှဝေပေးခဲ့ကြပါအောင်စကားမဆန်းဒီကျင်းကားဝိုင်းဟာတပလင်းကိုဒေါ်လာပေါင်းထောင်နဲ့ချီပြီးတော့တန်ကြီးပေါင်းနေတာကြောင့်မို့လို့အကယ်၍များစိတ်ဝင်စားတယ်ဆိုရင်ပရိသတ်တို့လည်းဒီနီလန်အတိုင်းပဲလိုက်ပြီးတော့စီးပွားရှာကြည့်ကြပါနော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာအားလုံးနဲ့အတူပြန်ဆုံကြပါမယ်